တငယ်ချင်းတို့ဒီကနေ့ငါဆရာနေဘုံဝေ Family Life Magazine မှာပါတဲ့မိသားစုဖတ်စာနဲ့ကြပြကိုရွှတ်ချင်တယ်အဖေချွေးနှဲစာကအာခေါင်6နေပြီအမေခေါင်းရွက်ပြတ်ထိုးဘွားကခြေထောက်ညောင်းနေပြီဒါပေမဲ့မလိမ်မိုးမလိမ်မာတွေပေါ်မေတ္တာကရနက်မပြေတော့လောကတန်ကိုထုံကျင်အောင်ခံစားရတယ်အဖေအသက်ကိုအသက်နဲ့ထပ်ပြီးဖေးမပေးတယ်အမေခေါင်းတို့ဝင်ရင်မျက်ရည်နဲ့ပါကုစားပေးတယ်ကိုစင်းရဲခြင်းစိတ်စင်းရဲခြင်းနဲ့ကာကွယ်ပေးတဲ့ခေါင်းဆောင်တဦးလိုတန်တရားအမှတ်အသားကြောင့်သားသမီးနိုင်ငံတော်ဖြစ်ခဲ့ရတာလားဒီပြရိုက်ဟာရေချောင်းပြတင်ကေတလို့လမ်းမမရအောင်အမိအဖဟာပြတင်းပေါက်လို့လေဝင်လေထွက်ကောင်းပေမဲ့သားသမီးကန်တရားကမိဘနဲ့ဓာတ်မတည့်တဲ့အစားအစာလားအဝေးကိုပြန်တန်းသွားတယ်ခလုတ်ထီမှအမိတာချင်းကိုလက်ခံရရှိတယ်ညောင်သီးမစားတဲ့ဘဝနဲ့လေးတန်နားထောင်ပြီးစိတ်ကဝတ်ထအောင်တွေးပူရှာတယ်ငါသားငါသမီးလေးများလောကနဲ့အံဝင်မမလားတဲ့ရင်ဝကိုဥပိ္ပခါစိုက်ဝင်နေတောင်ဆွဲမနှုတ်ရတာမိပါပဲတားမပြေလေသေးလို့ပါဆိုတဲ့စကားဘာမှပြန်မရနိုင်တဲ့လက်ဘဝနဲ့ဖိတ်နှက်ချုပ်ကလှည့်ပြန်ခဲ့ရအမိအဖဟာအဖြူရောင်မျက်နှာနဲ့လင်းကြီးလို့တယောက်ကိုတယောက်ဖေးမတွဲကူရင်းမိုးရဲလေတွေကလမ်းမပေါ်မှာနောင်တမဲ့ခြင်းခရီးကိုဆက်ခဲ့ရ